ကျွန်တော်တို့တတိကိုအရင်တီအသေးကိုမန်နိုင်ထားတဲ့မြမရိုးရလက်ဝဲပွဲစတင်ပါပြီခင်ဗျာကျွန်တော်ပထမဦးဆုံးတွဲဆိုင်အနေနဲ့နိုင်လက်ဝဲ club ရဲ့ grand opening မှာကျွန်တော် fight night မှာဆိုလို့ရှိရင်တော့မြမရိုးရလက်ဝဲခေါင်းစဉ်အောက်မှာပထမဦးဆုံးတွဲဆိုင်ကိုကျွန်တော်တို့ရှင်ပြိုင်ထိုးသက်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပထမဦးဆုံးရှင်ပြိုင်ထိုးသက်မှုမှာအကဲဖြတ်လူကြီးမင်းဒိုင်လူကြီးမင်းဖြစ်ပါဝင်ပြီးတော့ကူညီပေးသွားမယ်မြန်မာနိုင်ငံရိုးရလက်ဝဲအဖွဲ့ချုပ်ဒိုင်လူကြီးမင်းဖြစ်တဲ့ဦးကျော်စန်းကိုလေးစားစွာဖြင့်စင်မြင့်ထက်ကိုဖိတ်မှတ်တကားပြုပါတယ်ခင်ဗျာအဲ့ဒါတော့လူကြီးမင်းပါခင်ဗျာကျွန်တော်တို့ဂျိုးဝိုင်းဒိုင်လူကြီးမြန်မာနိုင်ငံရိုးရလက်ဝဲအဖွဲ့ချုပ်ဒိုင်လူကြီးဦးကျော်စန်းကိုအားလုံးပဲကြိုဆိုပေးကြပါအောင်ခင်ဗျာအဲ့ဒါတော့လူကြီးမင်းများခင်ဗျာကျွန်တော်တို့နိုင်လက်ဝဲ club ရဲ့ grand opening ceremony မှာကျင်းပပြုလုပ်သွားမယ့် fight night မှာမြန်မာရိုးရလက်ဝဲခေါင်းစဉ်အောက်မှာရှင်ပြိုင်ထိုးသက်သွားမယ့် fighter 2ယောက်ကိုဖိတ်ခေါ်ခွင့်ပြုပါခင်ဗျာပထမအဆုံးအနေနဲ့အနီတောင်းမှာပါဝင်ပြီးတော့ရှင်ပြိုင်ထိုးသက်သွားမယ့် fighter ကိုအရင်ဦးဆုံးဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာgrand opening ရဲ့ fight night မှာမြန်မာရိုးရလက်ဝဲခေါင်းစဉ်အောက်မှာ40-45 ကီလို weight တန်းအတွက်အနီရောင်တောက်ကနေနေရာယူထိုးသက်သွားမဲ့ fighter ဆိုလို့ရှိရင်တော့စုစုပေါင်းပြိုင်ပွဲ6ပွဲမှာနိုင်ပွဲ4ပွဲရှုံးပွဲမရှိတရေပွဲ5ပွဲရရှိထားပြီးတော့အရက်4ပေ8လက်မ weight 42 ကီလိုရှိတဲ့ဒေါ်ဝေယာ club ရဲ့ဂုံးဆောင်အောင်ဟဲခုထပ်မှန်ပြီးတော့အပြာတောင်းမှ fighter ကိုစင်မင်းထက်သို့ကြွရောက်ပေးပါရင်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာနိုင်လက်ဝဲ club grand opening ရဲ့ fight night မှာမြန်မာရိုးရလက်ဝဲခေါင်းစဉ်အောက်မှာ40-45 ကီလို weight တန်းအတွက်အပြာရောင်တောင်းကနေနေရာယူထိုးသက်သွားမဲ့ fighter ကတော့စုစုပေါင်းပြိုင်ပွဲ5ပွဲမှာနိုင်ပွဲ2ပွဲရှုံးပွဲမရှိတရေပွဲ3ပွဲရရှိထားပြီးတော့အရက်5ပေ weight 41 ကီလိုရှိတဲ့ MFC club ရဲ့ဂုံဆောင် fighter စောထအောင်ခုဆိုလို့ရှိရင်တော့ကျွန်တော်လက်ဝဲကိုချီကြတဲ့ပရိသတ်လူကြီးမင်းများအားလုံးအတွက် fighter နေရာစလုံးကနေပြီးတော့ပရိသတ်များအားလုံးအတွက်ဟန်ရေးပြမိတ်ဆက်သွားမှာဖြစ်ပါတယ်အောင်ဟိမ့်မဲ့ဖြစ်ပါတယ်ဗျာအောင်ဟိမ့်နဲ့စောတဲ့အောင်ပါဗျာအဲဒီတော့အောင်ဟိမ့်ပါဗျာညာတော့ကစောထဲအောင်တော့ရောသားစီကဒီကလေးချင်းနေပါဦးခင်ဗျာစောထဲအောင်ပါခင်ဗျာ MFC ရောအတွေ့ကလည်းတရားကျင်းလို့မဖြစ်ပါဘူးခင်ဗျာဆုတော်ခင်ဗျာဆုတော်ဝင်အထက်ဘာမှမရောလောဝင်းဥက္ကဋ္ဌဦးတန့်ကိုဝင်းကပြောဒီမောင်တူမထိုးရသေးဘူးခင်ဗျာဆုတော်ဝင်တူးလင်9000ချက်ချီးမြှင့်အောင်စားတာပါခင်ဗျာဟောပါလက်ကိုနည်းနည်းချီးမြှင့်အောင်စားပြီးတော့ပါခင်ဗျာကျွန်တော် round 1လဲမယ်ခင်ဗျာ
ထိုးနှစ်မိနာတုံးကြီးခွဲဖြစ်ပါတယ်ခင်ဗျာပထမချီကနေဒုတိယချီမှာတခုတယောက်ရဲ့ဒူးတော်လက်ကြားနေမဆိုရင်တော့မက်ဆီတော့ရင်တော့မဖြစ်ပါနဲ့ခင်ဗျာမက်ဆီရင်တော့လည်းအနာတောင်းဝင်ကလည်းမက်ဆီတစ်ချိန်ပါပဲခင်ဗျာအမက်ဆီရင်တော့လည်းတစ်ချိန်တက်ပါခင်ဗျာတစ်ချီတော့လည်းမက်ဆီ3ချိန်ရင်တော့ရင်အရှုံးပြေတတ်မှာဖြစ်တယ်လို့အချီကြားတွေမှာမက်ဆီ4ချိန်ရေဘက်ခံရရင်လည်းအရှုံးပြေတတ်မှာဖြစ်တဲ့အကြောင်းကြိုတင်ပြီးတော့ပန်ကြားပါခင်ဗျာအစင်းပြေလွတ်မယ်ခင်ဗျာချီပြီးဆုံးရမယ်ဖြစ်ပါတယ်ခင်ဗျာ round 2 DJ 到西抓黑的舞蹈是要么理解，谁也毕竟有一开根也马上好，最快的招你的结果，问题也都练到了的招，为你带出来到的这无比的坚定，接到的广告的第一行，要什么大，爱的古堡为了变大的冷漠，今天的干呐，不理解不能保持你的淡漠，有气在加在。ဒီမောင်တို့ကိုဟိုကျော်စီကနေပြီးတော့တူးလီ6လုံးချက်စီရှင်းနေမြောက်စားလာပါဗျာစုတော်ပြီပါမယ်ခင်ဗျာဟိုတေထိုးဝင်းရတယ်တူးလီ5လုံးချက်စီရှင်းနေမြောက်စားလာပါခင်ဗျာဟောပါလည်းဘုရားများရှင်းနေမြောက်စားပြီလို့ပါဗျာဇင်းဒီဒုတိယထီလို့ပါခင်ဗျာ
ပိတ်ဆို့ကာပြည်ပြီးတော့ရှင်းနေကိုးတယ်ခင်ဗျာအာကန်နေခင်ဗျာဒီဘက်ကလည်းဟိုနေခင်ဗျာဒုတိယချီစုံခြင်းပဲဖြစ်ပါတယ်ခင်ဗျာ round 3 DJဆုတော်ပဲခင်ဗျာဆုတော်ပြီဝါသနာကျတူကနေပြီးတော့ဒီမောင်တအူးကိုတအူးရင်2000ကျပ်စီချင်းနေတာပါခင်ဗျာနောက်ကျွန်တော်ဘယ်ဝဝင်တန်ငယ်သွားစင်းကနေပြီးတော့လဲတအူးရင်9000ကျပ်စီချင်းနေတာပါခင်ဗျာထို့တူပဲကိုဟိန်းကလည်းတအူးရင်9000ကျပ်စီချင်းနေတာပါခင်ဗျာအဲနောက်တော့နိုင်ရွာလူငယ်ကလေးတွေမှာကိုဝေဟင်းကလည်းတူးလေ9000ကျပ်စီချီးမြှင့်မြောက်စားတာပဲခင်ဗျာ။အော်မလုံးကတည်းကချီးမြှင့်မြောက်စားမယ်တော့ယူလိုက်တာပါခင်ဗျာ။ကျွန်တော်ကိုဝိုးဝင်းကြီးကနေပြီးတော့ဒီမောင်လူကိုသဘောကျတယ်တူးလေ3သိန်းကျပ်ချီးမြှင့်တာပါခင်ဗျာ။တတရချီနောက်ဆုံးချီလွတ်မယ်ခင်ဗျာနောက်ဆုံးချီပါအကုန်လုံးလေးဆင်းပါခင်ဗျာချက်ချင်းကိုလက်နေကြပြီခင်ဗျာအာဟိုးတယ်ကာလာတယ်ဟိုးတယ်ခင်ဗျာဒါစားပါဦးခင်ဗျာအာ
ဆုတော်ဝင်ခင်ဗျာကိုကျော်တဲ့နိုင်လောက်ရနေပြီးတော့တူးလင်တသိန်းကျစီချင်းမြင်လာပါတယ်ခင်ဗျာဆုတော်ခင်ဗျာဦးစင်းမင်းထဲရနေပြီးတော့တူးလင်တသိန်းကျစီချင်းမြင်လာပါတယ်ခင်ဗျာအသေးလေးတွေကောင်းနေခင်ဗျာအကောင်လေးတွေငယ်ပေမဲ့အသေးဆွဲရတော့တွေ့မြင်တဲ့တိုင်းပေါ့ခင်ဗျာ နိုင်လဝေး club ရဲ့ grand opening ceremony မှာ fight night ဖြစ်ကျင်းပပြုလုပ်နေတဲ့ညမင်းစင်ဆက်တွေ့မိနေရတဲ့ကျွန်တော်တို့ပွဲမှာဆိုလို့ရှိရင်တော့ပထမဦးဆုံးတွဲဆိုင်ဖြစ်ရှင်ပြန်ထိုးတဲ့အချိန်မှာတကယ်ကိုရှင်ဓမ္မမနဲ့ကျွန်တော်တို့ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်ကျွန်တော်ဒီပထမဦးဆုံးပွဲကတော့လူလဲနဲ့ကျွန်တော်တို့ပူးတွဲတည်ရဖြစ်သွားပါတယ်ခင်ဗျာဒါချိန်ကြလို့ရှိရင်ကျွန်တော်တို့ဒါမြန်မာနိုင်ငံရဲ့ချန်ပီယံလောင်းလေးလည်းဖြစ်လာကြမယ်ညီလေးတွေလည်းဖြစ်ပါတယ်ဒီတော့ပြည်သူများအားလုံးရဲ့အားပေးလက်ခုပ်သက်ထပ်ပြီးတော့အကျယ်ကြီးကြနေပါတယ်ခင်ဗျာဟုတ်ပါခင်ဗျာပြည်သူများတွေ့နေတယ်ပေါ့ခင်ဗျာဒီမောင်တို့ကတော့တူနဲ့တူရှင်ပြန်ထိုးတက်နေတာတော့အလူးလဲနဲ့ပူးရဲတည်ကြသွားပြီခင်ဗျာရွာသားတွေဒီမောင်လေးကိုလေးကလေးနဲ့ချင်းမြင်အောင်စားလိုက်ပါခင်ဗျာ